တမတော်နေနဲ့နိုင်ငံတော်ရဲ့တာဝန်တွေကိုခိတ္တတာဝန်ယူဆောင်ရွက်နေတဲ့အချိန်မှာအပြစ်မဲ့ပြည်သူများနဲ့ကျန်းမာရေးပညာရေးအုပ်ချုပ်ရေးဝန်ထမ်းတွေကိုအကြောင်းမဲ့တပ်ဖြတ်ပြီးနိုင်ငံတွေအေးချမ်းစွာနေလိုတဲ့ပြည်သူတွေရဲ့ဘဝလုံခြုံမှုကိုချင်းချောက်နေတဲ့လုပ်ငန်းတွေကိုလည်းဆောင်ရွက်နေတယ်။ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ခြင်းအပါအဝင်ငြိမ်းချမ်းရေးနဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာမဟုတ်ပဲရှစ်လုပ်ငန်းစဉ်9ရပ်အကြမ်းဖက်မှုဖောက်ခွဲမှုလူရဲမှုတပ်ဖြတ်မှုတွေအထိပန်းဆောင်ရွက်နေတာဖြစ်တယ်။ရှစ်လုပ်ငန်းစဉ်9ရပ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက်ဒိုတမ်တော်သားတွေကလည်းကြားရနေရမှာအကြမ်းဖက်မှုဖောက်ခွဲမှုလူရဲမှုတပ်ဖြတ်မှုတွေအထိဆောင်ရွက်နေရတာရဲဘော်တို့အသိပဲဖြစ်တယ်။လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုများဟာတမတော်ထံကနေမြစ်ဖျားခံခဲ့လာတာကိုလည်းတွေ့ကြရမှာဖြစ်တယ်။ဒိုတမ်တော်ဟာအကြမ်းဖက်အဖွဲ့အစည်းဖြစ်တာနဲ့အညီအမိတ်ဆောင်ဖို့မလိုပဲအချိန်နဲ့တပြေးညီအကြမ်းဖက်မှုလူရဲမှုတပ်ဖြတ်မှုတွေအထိဆောင်ရွက်ပေးရမယ်။ရဲဘော်တို့ဒီမိုကရေစီဆိုတာဒီမိုကရေစီဖြစ်တယ်။ဆက်လက်အကြမ်းဖက်သွားကြပါလို့တိုက်တွန်းမှာကြရင်ညီကုန်းချိုးလိုက်တယ်